အားလုံးပဲမင်္ဂလာပါနော်ဒီဘနဲ့ပိုင်းပြောထားတာပေါ့နော်အနိကတုံးကရဗါလေဆိုတော့14ရဲ့19ရဲ့49ရဲ့ပေါ့နော်အဲတုံးကွဲပေါ့နော်ဘာကနာလဲဆိုတော့14ရဲ့19ရဲ့49ရဲ့ပေါ့နော်ဒီဂျာစပတေးနဲ့ပို့ထိုးနေအတွက်ကြတော့ဟာလာအောင်မယ်နော်3နေတော့ထားပေါ့နော်ဘာလဲဆိုတော့ငါးလုံးမပြောင်းပေါ့နော်ဒီမနေ့ပိုင်းအနည်းကကျတော့14 19 49ပေါ့နော်14 19 49ပေါ့နော်ဒီမှာခုတော့လက်မလေးထောင်ပြီးတော့ချဲသွားပြီးအတူကျေးဇူးတင်ပါတယ်နော်ညနေလည်းနိကရတော့တင်ပေးမယ်နော်အားလုံးကျေးဇူးတင်ပါတယ်ခုနောက်ပိုင်းဒီမှာပဲတင်ပေးသွားမှာပေါ့နော်နိကတဲမဟုတ်တဲထိပါပေါ့နော်ဒီလိုပေါ့မင်းစောင့်ကြည့်နေပြီပေါ့နော်ကျေးဇူးပါ